ခဏလေးပါမိတ်ဆွေကတနင်္လာသားသမီးတယောက်ဖြစ်ပြီးဒီဗီဒီယိုကိုဒီဇွန်လ6ရက်နေ့မှာဒါမြင်တွေ့လိုက်တယ်ဆိုရင်ဒါဟာတိုက်ဆိုင်မှုမဟုတ်ပဲစัจ java တာကမိတ်ဆွေရဲ့တောကားတွေကိုဒါဖြည့်ဆင်းပေးဖို့ဒါလမ်းပြပေးလိုက်တာဖြစ်တယ်အခုတလုံးမှာတနင်္လာသားသမီးတွေကဒီစိတ်ခံစားချက်နောက်လိုက်ပြီးတော့ဒါစိတ်ပစ်ပန်းနေရတတ်ပါတယ်လူမှုရဲ့အဆင်မပြေမှုတွေနဲ့ဒါကြုံနေရတယ်ဓမ္မမုံငွေကြေးနဲ့ပတ်သက်ပြီးကိုယ်တိုင်လည်းမဟုတ်ပဲဒါကြားညက်ပြီးသူတစ်ပါးကြောင့်စိတ်ဆင်းရဲနေရတယ်မလားမိတ်ဆွေရဲ့တီးခန့်နိုင်စွမ်းနေဒါကုံဆုံးလူနေပါဖြစ်နေချိန်မှာဒီဇွန်လ6ရက်နေ့ကနေစပြီးဘလို့ထူးခြားတဲ့သတင်းစကားတွေစီးနေမလဲဆိုတာကိုဒါအချိန်3မိနစ်လောက်ပဲပေးပြီးဒီဗီဒီယိုကိုဒါမကြော်ပဲဒါအစအဆုံးကြည့်သွားပါကြော်သွားရင်ဒါမိတ်ဆွေရရှိမှလက်လက်ပတ်လမ်းကြောင်းတွေဒါပိတ်သွားနိုင်ပါတယ်ဒါကြောင့်အစအဆုံးကြည့်သွားပါဇွန်လ6ရက်နေ့တနင်္လာသားသမီးများအတွက်ဒီတာတော်သမိတ်ဟောကိုဒါကြည့်ပြီးမှဖြစ်ပါတယ်ခင်ဗျာတနင်္လာသားသမီးများအတွက်ဒီပထမဆုံးကြားတဲ့ကတ်မှာဆိုရင်ဒီလမင်ကတ်ကြားတာလေဒီလမင်ကတ်ကဘာကိုပြနေတာလဲဆိုတော့တနင်္လာသားသမီးတွေကဒီတဘာဝအတိုင်းပဲအခုတလုံးမှာဒီစိတ်လှုပ်ရှားလွယ်တာဒီစိုးရင်ပူပန်မှုလွန်ကဲတာတွေဒါဖြစ်နေတတ်တယ်အနာဂတ်အတွက်ဒါရင်ထိတ်နဲ့ဘာဆက်လုပ်ရမှမသိပဲဒါဝေခွဲမရဖြစ်နေတဲ့အချိန်မျိုးဖြစ်တယ်အထူးသဖြင့်ကိုကကောင်းစီခြင်းလို့ပြောလိုက်ပေမဲ့ပတ်ဝန်းကျင်ကကိုယ့်အပေါ်ကိုအထင်လွဲတာမျိုးတွေစိတ်ကောက်တာမျိုးတွေကြုံရပြီးအထီးကျန်တယ်လို့ဒါခံစားနေရတတ်တယ်ဒါပေမဲ့စိတ်မပူပါနဲ့မိတ်ဆွေလာကွယ်ပြီးရင်လာပြည့်ရစမဲလို့မိတ်ဆွေရဲ့စိတ်ပင်ပမှုတွေကမချခင်မှာအဖြစ်ပေါ်ပြီးဒါဆင်းလင်းသွားပါလိမ့်မယ်ဒုတိယမြောက်ကြာနဲ့ကတ်မှာဆိုရင်ဒီအမတန်မှအေဂျန်ပြီးတာကုညီမတ်သူပေါ်ပေါက်လာစေတဲ့ကဘာကျေတရာကတ်တွေကြာရောက်ဒီကျေတရာကဘာကိုပြနေတာလဲဆိုတော့ဒီဇွန်လ6ရက်နေ့ကတနင်္လာသားသမီးတွေအတွက်တောကားတွေငိမ့်အေးပြီးမျောလင်းချက်အလင်းရောင်တက်တွေဒါစတင်မြင်တွေ့ရမယ့်နေ့ဖြစ်ပါတယ်ဒီကတ်ဟာဒါကုစားခြင်းနဲ့ကံပွင့်ခြင်းကိုယူဆောင်ပေးလာတာမို့ဒါမိတ်ဆွေရဲ့ကျမ်းမာရေးညံ့နေတာတွေရှိရင်ပြန်ကောင်းလာမယ်အလောက်ကန်နဲ့စီးပွားရေးမှာပိတ်ဆို့နေတာတွေရှိရင်အကြံဉာဏ်ကောင်းနေဒါမှမဟုတ်ရင်ကုညီမဲ့မိတ်ဆွေကောင်းတွေပေါ်လာပြီးဒါလမ်းပွင့်သွားပါလိမ့်မယ်ဝေချင်းနဲ့ပတ်သက်လို့လည်းဒါမထင်မှတ်ထားတဲ့နေရာကနေအဆင်မပြေမှုတွေပပျောက်ပြီးအဆင်ပြေမှုတွေဝင်လာမဲ့ဒါနမိတ်ကောင်းလေးတွေဒါဖြစ်ပေါ်လာပါလိမ့်မယ်နောက်ဆုံးတတိယမြောက်ကတ်မှာဆိုရင်ကြာတာတော့အောင်မြင်မှုရဲ့တက်လက်ဖူဖြစ်တဲ့ဒါကမ္ဘာလောကကတ်ကြာရောက်လာဒါဟာတနင်္လာသားသမီးတွေအတွက်အမြင့်မားဆုံးရလက်ကိုဒါပြသနေတာဖြစ်တယ်မိတ်ဆွေစူးစမ်းအားထုတ်ခဲ့တဲ့ကိစ္စရပ်တွေအရင်ကအဆင်မပြေပဲရက်တန့်နေတဲ့အလုပ်တွေကအခုဇွန်လ6ရက်နေ့ကနေစပြီးလုံးဝပြည့်စုံတဲ့အောင်မြင်မှုအဆင့်ကိုဒါရောက်ရှိတော့မှာဖြစ်တယ်နိုင်ငံရပ်ခြားအစီအစဉ်တွေခရီးသွားမှုရှိတာတွေလည်းဒါအောင်မြင်လိုက်မယ်မိမိရဲ့လူမှုပတ်ဝန်းကျင်မှာလည်းဒါမျက်နှာပွင့်လန်းပြီးလူချစ်လူခင်ဒါပေါ်များလာမယ်အချိန်ခါကောင်းတာဖြစ်တယ်ကဲဒီဇွန်လ6ရက်နေ့ကနေစပြီးဒီကျဲကတ်ရဲ့လမ်းပွင့်မှုနဲ့ဒီကမ္ဘာလောကကတ်ရဲ့အောင်မြင်မှုတွေဒါမိမိဘဝတဲ့အပြည့်အဝရောက်ရှိလာစေဖို့ဒါလှုပ်ဆောင်ရမယ့်ကြတရားလေးကိုဒါပြောပြပါမယ်ခင်ဗျာဒီနေ့မှာမိမိတက်နိုင်တဲ့လောက်ဖျားမှာတောက်တော်ရည်ချမ်းကတ်လှပူဇော်တာဖြစ်ဖြစ်လမ်းပေါ်မှာအကူအညီလိုတဲ့သူတွေကိုဒါရေလှူဒန်းတာဖြစ်ဖြစ်ရေနဲ့ပတ်သက်တဲ့ဒါနကုသိုလ်တစ်ခုခုပြုလုပ်ပေးပါပြီးရင်ဒါမိမိရဲ့ကံကောင်းခြင်း energy ကိုဒါဆွဲယူတဲ့အနေနဲ့ငါရဲ့ဘဝတွေကိုဒါအေဂျင့်မှုတွေရောက်လာပြီးအရာရာတိုင်းအောင်မြင်တော့မယ်ဟုဒါဒီဗီဒီယိုလေးရဲ့ comment ထဲမှာဒါအရာရာတိုင်းအောင်မြင်တော့မယ်ဟုဒါ comment တွေရုံကြည်လေးနဲ့ဒါ comment တွေမှတ်သွားပေးပါဒီဗီဒီယိုလေးကဒါမိတ်ဆွေအတွက်ဒါခွန်အားဖြစ်စေတယ်ဆိုရင်ဒီဗီဒီယိုကိုတခြားမိတ်ဆွေတနင်္လာသားသမီးတွေလည်းဒါမြင်တွေ့နိုင်အောင်အများမြင်အောင် like share comment ရေးခြင်းဖြင့်ပြန်လည်မျှဝေပေးဖို့ဒါမေတ္တာရက်ခံပါတယ်ခင်ဗျာတနင်္လာသားသမီးများအားလုံးစိတ်အေးချမ်းသာစွာနဲ့ဒါအောင်မြင်မှုအထွတ်အထိပ်ကိုရရှိနိုင်ကြပါစေခင်ဗျာ